engine wine လဲတဲ့အခါမှာဆိုင်ရပေးတဲ့ engine wine ကိုပဲသုံးနေတော့လားဒါဆိုရင်တော့လူချင်းမင်းဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပါလူချင်းမင်းတို့အကျိုးရှိပါလိမ့်မယ်ဗျကျွန်တော်တို့ engine wine နဲ့ပတ်သက်လာလို့ရှိရင်သိရမယ့်အချက်၃ချက်ရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ C အပြည့်ကျဲ grade viscosity လို့ခေါ်တဲ့ကောင် 0W20 ပြီးရင်ကျွန်တော်530တို့1030တို့1040တို့ဒီလိုဟာတွေရှိတယ်ပေါ့နော်အဲ့တော့ဒါလေးတွေကျွန်တော်တို့သိဖို့လိုတယ်ကျွန်တော်တို့ဒီ W ရှေ့မှာနံပါတ်တစ်ခုရှိမယ်ပြီးရင် W ရဲ့နောက်မှာနံပါတ်တစ်ခုရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ W ရှေ့ကနံပါတ်ကိုကကြတော့ကျွန်တော်တို့ engine စနှိုးနှိုးခြင်းမှာအေးနေတဲ့အချိန်မှာအလုပ်လုပ်တဲ့ C နံပါတ်ဖြစ်တယ် W နောက်ကဟာကြတော့ engine ကျွန်တော်တို့ပုံမှန်အပူချိန်ရောက်နေတဲ့အချိန်ခါမှာသူ့မှာရှိနေရမယ်အပြည့်ကျဲဒီနံပါတ်တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ W နောက်ကနံပါတ်ကကြတော့နံပါတ်ကကြီးလာလေးလေကျွန်တော်တို့ C ကပို့ပြီးတော့ပြစ်လာလေဒါ engine ပူနေတဲ့ချိန်ခါမှာကျွန်တော်တို့ဒါလိုအလွယ်မှတ်ထားလို့ရတယ်ကျွန်တော်တို့ဒီ W ရှေ့ရနံပါတ်ကတော့ဒါ W ကတော့ဒါ winter ကိုညွှန်းတာပေါ့နော်အဲ့တော့ကျွန်တော်တို့ W ရှေ့ရနံပါတ်ကကြတော့ engine အေးနေတဲ့ချိန်ခါမှာအလုပ်လုပ်တဲ့သူရဲ့နံပါတ်လေးဖြစ်တယ်ပေါ့နော် viscosity ဆိုတဲ့ကောင်ဟာတခုကိုကျွန်တော်သိဖို့လိုတယ်နောက်တစ်ခုကကျတော့ကျွန်တော် API သတ်မှတ်ချက်ပေါ့နော် API သတ်မှတ်ချက်ကကြတော့ကျွန်တော်ဓာတ်ဆီကားတွေမှာ S နဲ့စာပြီးတော့သတ်မှတ်တယ်ပြီးရင်နောက်မှာကကျွန်တော်တို့ A တို့ M တို့ N တို့ဒီလိုလေးလာတယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ကအခရာကတဖြည်းဖြည်းမြင့်လာလေးကျွန်တော်တို့ C အာနိသင်ပိုကောင်းနေဒီလိုကျွန်တော်တို့မှတ်ထားလို့ရတယ်ကျွန်တော်တို့ဥမာ SN ထက်စားရင် SP ကပိုကောင်းတယ် SP ထက်စားလို့ရှိရင်ကျွန်တော် SQ ကပိုကောင်းတယ်ဒီလိုမျိုးပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ engine wine အမျိုးအစားပေါ့ကျွန်တော်တို့ AC ကားလေးတွေမှာအသုံးများတဲ့ဟာကတော့ကျွန်တော်တို့နှစ်မျိုးပဲရှိတယ် semi synthetic နဲ့ fully synthetic နဲ့ semi synthetic ကကြတော့ကျွန်တော်တို့ကီလို9000လောက်ထိသုံးလို့ရတယ် fully synthetic ကကြတော့ကီလို8000ကနေ1000လောက်ထိသုံးလို့ရတယ်ကိုရွေးချယ်တဲ့ brand နဲ့ကိုယ့်ရဲ့ car condition ပေါ်တော့မူတည်လိမ့်မယ်ကျွန်တော် C အပြည့်ကျဲကိုညွှန်းတဲ့ viscosity ရှိမယ်နောက် API C ရဲ့အာနိသင်ကိုကျွန်တော်သတ်မှတ်ထားတဲ့ API ရှိမယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ semi လားကျွန်တော်တို့ fully လားဒါလေးရှိမှာပေါ့နော်ဒီသုံးခုကိုသိထားလို့ရှိရင်လူကြီးမင်းတို့ကားအတွက်တင့်တော်တဲ့ engine wine ကိုလွယ်လွယ်ကူကူနဲ့မြင်မြင်ဆက်ဆက်ရွေးချယ်လို့ရပါလိမ့်မယ်ဗျကိုစီးနေတဲ့ကားနဲ့တင့်တော်မှန်ကန်တဲ့ engine wine ကိုကျွန်တော်တို့ဘယ်လိုရွေးချယ်မလဲတချို့ကားတွေမှာတော့ကျွန်တော်တို့ engine wine အဖုံးလေးမှာဘာ engine wine မျိုးစားသုံးအောင်လဲဆိုတာကိုတခါတည်းရေးထားပေးတယ်တချို့ကားတွေမှာတော့ရေးမထားပေးဘူးတချို့ကားတွေမှာကျတော့ကျွန်တော်တို့အဲ့မှာစာအုပ်ပုံလေးပဲပြထားတယ်ပေါ့နော်ဒီ user menu တွေကိုကြည့်ထည့်ပါဆိုပြီးတော့ပြောထားတယ်အဲ့ကြလို့ရှိရင်ကျွန်တော် user menu ထဲမှာအသေးစိတ်သူတို့ရေးထားပေးရရှိတယ်အဲ့မှာကြည့်လို့ရတယ်အကယ်၍လူကြီးမင်းကအဲ့လိုလည်းတော့မကြည့်ချင်ဘူးဆိုလို့ရှိရင်လူကြီးမင်းစီးနေတဲ့ကားရဲ့ model ရဲ့လက်ရှိရောက်နေတဲ့ကီလိုရဲ့ကို comment မှာရေးထားပေးခဲ့ပါဗျအဲ့ဒါဆိုရင်ကျွန်တော်ဘာ engine wine မျိုးစားတောင်းရမလဲဆိုတဲ့ဟာကိုပြန်ဖြည့်သွားပေးတော့မယ်ဒီဗီဒီယိုလေးကလူကြီးမင်းတို့အကျိုးရှိမယ်ဆိုလို့ရှိရင် like and share လုပ်ပေးတော့ပါအောင်ခင်ဗျ comment မှာလည်းလူကြီးမင်းတို့သိချင်တာလေးတွေဝင်မှန်းသွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုရဲပါဗျ